ကြပါနဲ့လူတို့ရဲ့အာဏာဒီလူတို့လက်ထဲမှာပဲရှိပါတယ်လူတို့အာဏာလူတို့လက်ထဲမရောက်ချင်းကျွန်တော်တို့လည်းဒီတိုက်ပွဲကိုလုံးဝရှုံးမပေးပါဘူးကျွန်တော်ခုနကကိုစီသူမပြောရတဲ့စကားရှိပါတယ်ကျွန်တော်တို့ပြည်သူလူထုတွေဒီနေ့လမ်းပေါ်ရောက်လာတာကျွန်တော်တို့တွေမဲပေးပြီးတော့ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုအာဏာသိမ်းရဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ပြည်သူလူထုရဲ့ရွေးကောက်ပွဲရတဲ့မဲရလက်ကိုဒီစစ်အာဏာရှင်တွေကစော်ကားလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့လူထုရဲ့အင်အားကိုစော်ကားလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကလုံးဝလက်ခံလို့မရပါဘူးအဲဒါကြောင့်ကျွန်တော်တို့လမ်းပေါ်ရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ကြွေးကြော်တဲ့တိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကြွေးကြော်တဲ့လူထုဆိုရဒိုဆိုရဖြစ်ပါတယ်ကျွန်တော်ကလူထုဆိုရဆိုရင်အားလုံးကဒိုဆိုရလို့ဖြစ်ပါတယ်လူထုအာဏာလူထုဆိုရဒိုဆိုရလူထုလက်ကိုလူထုအာဏာပြန်အပ်ပေးပါကျွန်တော်ပေးပါမယ်လူထုဆိုရလူထုဆိုရလူထုလက်ကိုလူထုလက်ကိုလူထုအာဏာပြန်အပ်ပေးပါလူထုလက်ကိုလူထုလက်ကိုလူထုလက်ကိုလူထုဆိုရလူထုဆိုရဆရာတော်ရှင်ဆရာတော်ရှင်ဆရာတော်ရှင်ကျေးဇူးတင်ပါတယ်လို့အခုဆိုလို့ရှိရင်ဆရာဆရာမတို့ကရှေ့ကိုဆက်ပြီးခြေတက်မှာဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတင်ဆက်ပေးပါခင်ဗျလို့ဆိုရင်ကနေပြည်သူတွေကလည်းအားပေးနေကြတာခင်ဗျာအမေးလာပါအားပေးနေကြတာပါ再见了，再见了。
2008ဖွဲ့စည်းပုံအခြေခံဥပဒေချက်တည်းရေးတို့ရေးတို့ရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးတို့ရေးတို့ရေးဒီမိုကရေစီရရှိရေးတို့ရေးတို့ရေးပါတီတိတ်တိတ်ခရသူများလွတ်မြောက်ရေးတို့ရေးတို့ရေးဆရာတော်ရှင်စနစ်အများကြောက်ဆုံးရေးတို့ရေးတို့ရေးရဲတော်ဘုံအာရမီရဲတော်ဘုံအာရမီရဲတော်ဘုံအာရမီကောက်မှနေပြီးတော့မှခဏပြတဲ့ကြားလေးပြီးပါမတန်းနေရှိရတယ်2016တမလောက်တိတ်တိတ်ကိုရှိခါမှာတမမှုတွေရာရှိခလို့ကျွန်တော်ကြားကလေးတွေကိုရှိခါမှာခဏပြတယ်ဘယ်ရောက်နေရလဲကိုရှိခါတဲ့ပဲတောဘူးတဲ့လူငယ်ပေါင်းများသိပါလိမ့်မယ်ကျွန်တော်ကြား2016ကနေပြီးတော့မှခဏပြခဲ့တာပြန်လာတော့ခုလက်ရှိကောင်းစီဥက္ကဋ္ဌတဲ့ဘူးတဲ့သူ့လည်းကျွန်တော်တို့ကိုယ်တိုင်ဆန္ဒပြခဲ့ပါတယ်ရန်ယူမလို့လည်းတိမှာပါပါတီလည်းတိမှာပါ2016မှာအခုထားပြီးတော့ကျွန်တော်တို့ဒီလိုရဲရဲဝင်ပြီးတော့ဒီလိုပဲရပြီဆိုတော့ဒုတိယအချိန်ဖြစ်ပါတယ်ဒီလိုပဲရသေးတာအဲ့မှာပဲကျွန်တော်တို့ရှိနေတယ်သူရဲတွေပါမတော်တော့ကျွန်တော်ဒီမှာပဲတောင်းနေတယ်ဟုတ်ပါဘူးဖိုက်တင်ပါမယ်မလေးအော်တိုဆောင်အော်တိုဆောင်တာအော်တိုမီဒီယာမောင်းရမဝင်သေးတယ်နော်မီဒီယာမောင်း
ရကုန်မြို့တွင်းလှုပ်ရှားမှုတွေကိုနောက်လိုက်အစီအစဉ်မှာလည်းထပ်လက်ပြသပါပါခင်ဗျာ ဒီလည်းရကြောင်းနဲ့ဖတ်တာရှိဒီကငါထားမကြဘူး ရေမရအောင်ကိုကြီးခေါ်နေပါတယ်ဒီကကိုရေမရအောင်ဒီကခေါ်နေပါဒီလိုဒီကနေyes ဆူးနေဒီစက်တော့ဟိုပဲကြည့်နေမှာပဲဒီကအခုမြန်မာနောက်မှာမြန်မာနောက်မှာနေတယ်မြန်မာနောက်ကျတော့ပါခုနကအလုံးမျိုးနေအုပ်ချုပ်မှုရုံးရှိမှာဆိုရင်ရုံးမတက်ကြဘူးတောင်းဆိုနေကြတာကိုသိရမှာပါခင်ဗျ CDM လှုပ်ရှားမှုမှာဝန်ထမ်းတွေပူးပေါင်းပါဝင်ကြဖို့ကိုတောင်းဆိုနေကြပါတယ်အကုန်လုံးလူတို့က ဆိုရင်ဆက်လက်ချီတက်လာနေပါပြီဒီတောင်သားသမဂအဖွဲ့တွေတောင်သားသမဂအဖွဲ့တွေအလုံသမားသမဂအဖွဲ့တွေပြည်သူတွေပူပူပေါင်းပါဝင်တဲ့ဒီအများတောင်းချီတဲ့ဒီတပိတ်စစ်ကြောင်းရသူ့လေးကိုချီတက်နေတာဖြစ်ပါတယ်တော့ဆိုတာကိုလည်းဘာမတိသေးစိတ်တောင်းနေတယ်ဆိုရင်ပြည်သူတွေကလည်းအားပေးနေကြပါတယ်ခင်ဗျာဒီတဲ့အတိုင်းပါပဲပြည်သူတွေကလည်းအားပေးနေကြတာတွေ့ရပါပါ
မေးဝဲရပြည်သူကလည်းအခုလိုအားပေးနေကြတော့တွေ့ရမှာပါခင်ဗျာလူဆိုရင်အလုံးစိမ်းနာကိုရောက်ရှိနေပါပြီဒေသူဒေသားတွေကလည်းအားပေးနေကြတော့တွေ့ရမှာပါတို့ဒီတပိတ်စစ်ကြောင်းဆိုရင်စူးလေးကိုခြိတက်နေတာပါပြီးတော့အလုံးစိမ်းနာကိုရောက်ရှိနေပါပြီရေးရမယ့်နေရာရှာတယ်အာနာရှင်မေကကျော်ရဲအာနာရှင်မေကကျော်ရဲအားစူးလေးကိုခြိတက်နေကြတာပါခင်ဗျာ
ဒီနေ့ဆိုရင်စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်လာကြတာ9 ရက်မြောက်ရှိပြီဖြစ်ပါတယ်။မနေ့ကတော့မြို့နယ်တချို့မှာလုံခြုံရေးတွေကအကြမ်းဖက်ဖြိုခွင်းခဲ့တာတွေရှိပေမဲ့ဒီနေ့မှာတော့ပြည်သူတွေကကြောက်ရွံ့ခြင်းမရှိဘဲနဲ့လူထုလှုပ်ရှားမှုတွေကိုဆက်လက်ပြုလုပ်နေကြတာကိုတွေ့ရမှာပါ။
này đi đi vào đó Ngủ lại mà khổ đâu lại mà đi. Ngủ lại khổ có đi. Ồ, tiền nào thì mình nói không mà ăn lúc khối ăn rồi không khổ rồi. Hả? Mình nói không mà ăn lúc khối ăn rồi không khổ rồi. Come on, em ra ngoài ra. đó đây cái đồ kia mà bạc đi chứ. ta cái này cái này ini pun nak memilih di mana ni Trời ơi, nó chịu rồi đấy. Mình ngáp chọc ốc sớm bảo thiệt rồi. Ra là. jangan sih Nó cứ đang là nào nhá là cái ca này nó cho mình nó. Nó không quên được đi qua lại nó đâu. Đó nó mình ya là tôi ăn để đi nó chỉ là một nó quên quan gì cũng nó không quên mà chúng ta lên đấy còn đấy. Chúng ta sai cái mình được. cái này mà đi Cái sản phẩm đây chưa đâu. Mà tay nhảy dai nha. Ada saya dia pala. Lain lu ni. cái đó ngã cho là Không nè, sao nào bên khó bí là tụi nó.
နဲ့သားတဲ့ဒီကြောင့်ပြန်လဲပြောဆိုရဲချင်တာဒါတော့စိတ်ဆူချင်တာဒီကလည်းပြည့်စကြောင်းလဲရောက်လာတော့မှာပါတယ်မလေးတော့မင်းကလည်းတန်းနေဘိုးရတဲ့ပြပါတော့ဟုတ်တယ်အားပါတယ်ကျွန်တော်တို့တက်တဲ့ရောပါတော့တိုင်းနေရလားဟဲ့လားခေါ်လာတာဒီအမိုင်းတိုင်းနေရလားရှင်းလားမိုင်းဒီလားပါဟုတ်လားဟောလို့ရလားနော်ကSita kapal. Oh ya. đó dễ cho lý về phong đâu quay hàng gì ba nhớ vô đi anh lên vô anh lên vô đi đã đi đó cho dễ cho lý về phong đâu lại này gì ba nó mà lại nhảy xíu vào đây mà chỉ vào ok biết vào vô đi đây vô đi đâuရောက်ပါပြီဗျရောက်ပါပြီဒီတူရောက်လေဒီတူရဲ့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 ကျွန်တော်လူထုတွေရောက်လာပါပြီကျွန်တော်ကြည့်ရတဲ့ဒီတူရဲနာမှာဒီတူရဲဒီတူရဲဒီတူရဲဆရာတို့နေနဲ့ကျွန်တော်တို့ပြည်သူနဲ့ဒီပူပေါင်းပါကျွန်တော်တို့ပြည်သူသားတဲ့နေပါကိုယ့်ရဲ့ဘော်ကိုဒီတိုင်းပြင်ထားကြပါနဲ့ဒီရပူပေါင်းနိုင်လည်းမနဲ့ပြန်ပူပေါင်းပေးပါဆရာတို့ရပြီကျွန်တော်တို့ရပါဒီတို့ရဲ့ချွတ်ချော်နေပြီကျွန်တော်ပြည်သူရဲ့ရှိကျွန်တော်တို့သွားမယ်
ကျွန်တော်ပြည်သူရဲစီကျွန်တော်သွားမယ်တာဦးကမလဲဘူးကျွန်တော်မလဲဘူးတာဦးလာမလဲပဲ好了，知道哪了？哪个的？哦，咱们离咱们开了哪？知道哪的？在这里，ကျွန်တော်လိုက်မေးမရတယ်စီစီမကြော်တဲ့ကျွန်တော်ပြောတစ်ချက်တော့ပြတ်တော့ပဲကြော်ပါလေဒီရေးကြည့်ပါလေစီမကြော်ပါနဲ့နော်အားလုံးစိတ်အေးထားပါနော်ကျွန်တော်အားလုံးရောက်လာပါပြီနော်အားလုံးကျွန်တော်အားလုံးဆင်ပြောင်းလုပ်ကြမယ်နော် မူရတဲ့ဟောပါတစ်ချက်တော့ပြတ်ပါပဲပြောမူရတဲ့ဝိုက်ထားလိုက်ပြေးမူရတော့နဲ့ ကျွန်တော်ပြည်သူလူထုတွေအခုချိန်မှာကျွန်တော်ပြည်သူရဲတွေဝန်ရနေပြီကျွန်တော်ကနာကျွန်တော်တို့ဒီမှာနေကိုလက်တတောင်ချင်းချိန်လာပေးပါလက်တတောင်ချင်းချိန်ပြီးတော့လုံးဝအစီကျဲနေလို့မရတော့တယောက်နဲ့တယောက်အစီချိန်လာပေးပါအနာဂတ်ပြည်သူတွေလည်းရှေ့ကိုသွတ်မတိုးသေးပါနဲ့နော်အနာဂတ်ပြည်သူတွေလည်းရှေ့ကိုသွတ်မတိုးပါနဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်မိမိ30လောက်တော့ကျွန်တော်တို့ဒီတော့ဆက်ပြီးတော့မယ်တော့အဲ့ဒါကျွန်တော်တို့တောင်းနေတယ်ကျွန်တော်ပဲဆက်လာပါမယ်ဒီခါမှမေးတဲ့ခါမှလိုက်ပါဝိုင်းတဲ့တီးအားကလွိုက်တဲ့တီးလက်ရှိချိန်မှာပြည်သူ့ဘက်ရပြည်နေတဲ့ရဲတွေသူတို့အထက်မိတ်လာဖန်ခိုင်းဆိုပေမဲ့နောက်ထပ်3ယောက်ကတော့ကျွန်တော်တို့ပြည်သူနဲ့ဒီပူပေါင်းပြီးလက်ရှိနေထားမှာ43ယောက်ပါဗျဟမ်โอเคအောင်မြင်ဖြစ်သွားနိုင်တယ်ပြောလို့မရဘူးဟုတ်ကဲ့ဈေးကောင်းlet's play ကြိုးရှိသေးလားရှိတစ်ချက်ယူတော့ဟောအေးစထိုင်နားလို့ရရနော် let's play ကြိုးအားလုံးထိုင်ပြီးပါအေးစထိုင်နားလို့ရပါလေကျွန်တော်ပြည်သူတွေအင်တာမညီညွတ်ပါတယ်ဒီရောက်40မနေ့ဖြာရောက်80ကျွန်တော်တို့ထားပြီးတော့ဝေလာမှာပြေချပါတယ်ရှိလူတစ်ချက်လောက်ပေးပေးပါ let's play ကြိုး
လက်စက်ကမြောက်ပြောခါလိုက်တာဝေးလာနေပါစီယိုနေကတပိတ်တာဦးတွေပါကျွန်တော်တမကတွေမြို့နယ်စုလူငယ်တွေရတယ်ဒီတင်းကတော့ပုံမှန်ပဲဆက်လာမယ်ဒါပေမဲ့ဒီလိုပဲဟာတော့တော့စဉ်းစားပြီးဘယ်ရောက်ပြီလဲရမှာပေါ့ဟုတ်တယ်ကောင်းပြီပါငါညောင်းမှဆိုပါပဲဒါကြတယ်မလားนั่นแหละว่าเราရှိတယ်ရ20ကျော်24လေးငါခုနကတွေ့ရนี่ร้านนี่ကြည့်လာတယ်မလားအေးလမ်းနဲ့ကြည့်လာတာဟိုလူတွေကဟိုမှာလူဘာလဲသူတို့လိန်နေတာဘာညာအဲ့မျိုးဝါတာလိုက်ဖြတ်လို့လူတွေကကိုလို့ဆုပ်လေးတော့ငါပြခေါ်လိုက်တာဒီမှာလိုက်လို့ရတွေ့တယ်ရဲမှာချိနေတယ်တောက်ဦးနောက်ပဲလိုက်ပဲငါအဲ့မျိုးဆော်អော်လိုက်တော့လူတွေတက်ပါလာတယ်အချို့လူမှနောက်မြတ်ကြတယ်ဟုတ်လားအေးဝါတာဖြတ်ကောင်ရှိလေဟောမှာတင်ဖြတ်နေတောက်ဦးနောက်ပဲလိုက်တယ်အားလုံးထိုင်လို့ရပါတယ်အားလုံးထိုင်ပါအားလုံးထိုင်ပြီးပါအားလုံးတွေခတ်တဲ့လေးလာဖို့ပြောပေးပါကျွန်တော်တို့ရရလေးနေနာလာလေးတဲ့ခုမှဟိုပြန်လွှဲတာခုနကြာလာထိုင်နေအားမရှိလို့တော့ထိုင်လိုက်လို့ရှိရင်30တော့ဘာကြောပါမလဲစာဘီတူရပဲတော့ပါဂူညော်ရဲဦးကလည်းပါလာပါပြီခင်ဗျာဘလို့ပေါ်ထုံးဘူးလောက်ပါစားကျွန်တော်တို့တွေ့ရပြီဟဲ့နေတော်တယ်ရိုက်တယ်လည်းဘယ်လိုလဲတဲ့ဟုတ်စပိုင်တော့အောက်မှာကလို့ပါစီပါစပိုင်အောက်မှာကလို့ပါအေးစေးနဲ့ပြပြီးမရောက်ပါဘူးကြတဲ့ရေတော့တက်ဖို့ဝင်ရတယ်ဟိုမှာရှင်းနေပါလားခင်ဗျာကျွန်တော်တို့ပြည်သူရဲစီစီပါကျွန်တော်ချရတဲ့ပြည်သူရဲတွေဟာဒီတော့မှဆိုရင်အယောက်40ရမ်းပြင်မယ်ပေါင်းပါတယ်ဒီတော့ဆက်လာရောက်ပေါင်းပါတယ်အဲ့ဒါကိုပြန်လာဖန်ဆင်းနေဆိုပြီးတော့မှခါကြတဲ့ပြန်လာဖန်ဆင်းနေဆိုပြီးကားဖန်ဆင်းဖို့ရေတော့ဖို့နေရတယ်ဟုတ်ကဲ့ရှုပ်တဲ့အိုင်ရဲ့ဘက်ကိုလည်းနေရာယူပေးပါရှုပ်တဲ့အိုင်ရဲ့ဘက်ကိုလည်းနေရာယူပေးပါကျွန်တော်ဘာလို့နေရာယူခိုင်းလဲဆိုတော့ဘောပေါက်ကောင်းပေါက်ပါလိမ့်အဲ့တော့ခြေဝေးတော့ကျွန်တော်မရှိကြတော့နေရာဟိုဘက်ကိုဘယ်ပြီးတော့ယူပေးပါဟိုနောက်ကလာတယ်လို့ပြောတယ်လာတယ်နော်ဟိုနောက်ကလာတော့ပါခင်ဗျာတော့ပါအချိန်မှာ3ယောက်တပူပဲယူတရားသူတော်ရတဲ့ဘုနဲ့တောက်တာပါလာ
ဒါဂရင်းနီပီမှာပါကျွန်တော်ရဲ့ဂရင်းနီပီကဒီလိုချင်းနေရှိပါတယ်ဒါတာဦးလာမှာကျောင်းသားတမကကျောင်းသားတမကရေမြို့တဆုလူငယ်တွေစူးစီးနေပါတယ်要变人呢？啊，是哦，多人也老完大红地了。对不对？那内老啊嘛把太老了，给你问几球？内老。不包钱，给要不要没？啊，不怕人呀。เอาท่าข้ามพูดกับยับพิมพ์นี้ก็เป็น รับผิวก็เลยว่าเลย แล้วดักพยับผิวขึ้นมาก็แล้วแต่แต่บ้าน ห้องโดล่ะห้องโดมันปลาปะကျွန်တော်တို့မဆိုင်တဲ့လူတွေပြဖက်ပေးပါကျွန်တော်တို့ခီးစားတော့မှဖြစ်ပါတယ်โอเคခဏလေးလမ်းမလာတော့ရတယ်ဟုတ်ကျွန်တော်တို့ဖလန်ကြည့်ပြီးတော့ခုနမရောက်ဘူးရကိုနေချပါတော့လားကျေးဇူးတင်ဝေဖို့မလို့တဲတဲ့လူကျေးဇူးတင်ဒီထွက်ပေးပါကျွန်တော်တို့တားထားပါတယ်ကျေးဇူးတင်ထွက်ပေးပါကျွန်တော်ဒီကနေ့မထွက်ကောက်ခင်မှာဒီရဲအဖွဲ့ကတူကနေစကားပြောချပေးမှဖြစ်ပါတယ်အဓိကတော့သူပြောချမဲ့အကြောင်းအရာကတော့ကျွန်တော်တို့ပုပ်လေးမေးပါမယ်ဒီပြည်သူလူထုရဲ့ရှေ့အားလုံးကဒီရဲဒီသူတို့ရဲ့အထက်လူကြီးရဲ့အမိန့်ကိုနာခံမလားတို့မရှိရင်ကျွန်တော်တို့ပြည်သူနဲ့တူလိုက်မလားဆိုလို့ရှိရင်သူတို့ဆုတ်ဖြတ်ပေးမှဖြစ်ပါတယ်ဆိုတော့ကျေးဇူးပြုရဲဟိုဒီမှာရှိတဲ့လူလက်တစ်ချက်လောက်ထိုင်ပေးပါအလောက်ထိုင်တော့မဟုတ်နောက်ကလူရတယ်ရှေ့ရပဲကျွန်တော်တို့꿰နေတယ်ကျွန်တော်တို့ပဲ꿰နေတယ်ကျွန်တော်တို့အစီအစဉ်မစခင်မှာအတွေ့အကြုံခပြတဲ့ဖက်ကချောပွဲအလူတလုံးရှိလို့ရှိရင်ကျွန်တော်တို့ပေးပါခဏတဲဦးရပြီတဲဦးအမှရပြီတဲဦးရပြီနော် ပြီးတော့ကျွန်တော်တို့ထွက်မဲ့လက်ကြောင်းကျွန်တော်တို့ပြပေးပါမယ်ဘယ်နဲ့ညာပါလေကျွန်တော်တို့ကျိုးတားပြီးတော့မှဒီကရဲတဲ့အားလုံးကိုကျွန်တော်တို့အလယ်မှာထားပေးပါမယ်ဆိုတော့ကျွန်တော်တို့ဘယ်ရောညာရောအဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့လူကနထတောက်ထကျွန်တော်တို့စီပြီးတော့ခေါက်ထုတ်မှဖြစ်ပါတယ်အရှင်းလည်းပေးရမယ်နောက်လည်းပေးရမယ်ဒီလည်းနထတောက်ထလေးထကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဆိုအခုတော့လည်းကျွန်တော်တို့ကျပွဲတော်တော် live ကြည့်နေကျပွဲအလို့ရှိတဲ့လူတော်တော်လာပေးအောင်ကျွန်တော်တို့ပြန်ထည့်ကြအောင်မလားတကယ်အဲ့ကတော့ကြောင်းကျွန်တော်ပြန်ကြတော့ပြောတာအားပင်ပန်းနေကြပြီကာပြည်သူကကားလေးတွေစီစဉ်ပေးကြပါစီစဉ်ပေးကြကြည့်လို့ရှိရင်လက်ဆွဲစားအောင်ငါအောင်နေနော်နေနေထဲတယ်ပါပြီဒီနေနေ这个我到
တဲ့ချိန်မှာတော့မလွတ်နဲ့နော် ကျွန်တော်တို့ဒီမှာဒီမနေ့ကျွန်တော်တို့လုပ်နေအောင်လာပြီးဝိုင်းရတာရဲတပ်ဖွဲ့တွေကဘေးကနေထွက်လိုက်ပိတ်လိုက် ပြေးလိုက်ပါဘာဖြစ်လို့ဆိုတော့လို့တောင်းတဲ့ဘေးပေါ်မှာတက်လို့ဆိုတမန်တော်တင်ပေးတော့ ရပြီကျွန်တော်ဒီမှာရှင်းနေတဲ့ပြည်သူ့ဘက်တွေရတည်တဲ့ရဲတပ်ဖွဲ့ဝင်49ဦးထဲပြောင်းသွားသူတို့ရဲ့ရတည်ချက်ဘောသားကိုခက်မြညာလေးတောင်းပေးမှာဖြစ်ပါတယ် ကဲပါရပြီနဲ့လိုက်ဆောင်မျိုးမှာဖြစ်ပါတယ်ခင်ဗျာ ခိုင်းပါရှေ့လူတွေခိုင်းပါနော်ခိုင်းပါနိုင်ပေးပါအားလုံးကြီးပေးပါစကားပြောပါမယ်အားလုံးကြီးပေးပါနိုင်ပေးပါရှေ့လူတွေခိုင်းပါနော်ကျမတို့ဒီသူအထက်စီလာဝယ်ကူညီပေးတဲ့ပြည်သူလူထုကိုလူဝယ်ဆက်ပါလေအမကတည်းကကျွန်တော်ကျမတို့တော့ခေ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 တာအဲ့ဒါကျွန်တော်ကျမတို့ပေါ်သားကျမမိုင်းနာကော ကျွန်တော်ကျမတို့အတွက်ပေါ့နော်ဒီလိုလမ်းကြီးစံတက်တောင်းချက်တန်းလာပေးတဲ့ပြည်သူလူထုကိုအထူးပဲကျေးဇူးတင်ပါတယ်လေးစားတယ်ကြောင့်မလို့ကျွန်တော်ကျမတို့လည်းပြည်သူနေ့တစ်ထက်ဒီမိုကရေစီရရှိရေးအတွက်အဆုံးတိုင်ကြိုးပမ်းသွားမယ်ဖြစ်တဲ့အတွက်ကြောင့်အားလုံးအတူတကွပူးပေါင်းဆောင်ရွက်ပေးပါရန်မြစ်တာရက်ခံပါတယ် အားလုံးပဲကျွန်တော်တို့အစီအစဉ်တစ်ခုအားလုံးထိုင်ပြောတော့ခဏလေးဆိုတော့ဒီနေ့ဒီမှာပါဝင်တဲ့ရဲတပ်ဖွဲ့ဝင်49ဦးကိုသူတို့ရရှိလာပြီးကန်လာတာရှိတယ်အကောင်လုံးရဲတပ်ဖွဲ့ဝင်စီပြန်လာခဲ့ပါလို့ကန်လာတာရှိတယ်ဒါပေမဲ့သူတို့ရဲ့သဘောထားကိုပဲကျွန်တော်လူထုအနေနဲ့ကောင်းတဲ့ပေါ်ပေးရမှာဖြစ်ပါတယ်ဆိုတော့သူတို့ပြည့်လေးကျွန်တော်3ချိန်မေးပါမယ်နော်ဒီမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်ညာအနေနဲ့ကျွန်တော်တို့သူတို့အထက်ရရှိလာကန်လာတဲ့ရဲတပ်ဖွဲ့ဝင်စီကိုပြန်သွားဖို့ဆိုတဲ့စီစဉ်ကိုလက်ခံပါသလားလက်ခံပါသလားလက်ခံပါသလားဆိုတော့တရားကျွန်တော်တို့သူတို့ရဲ့သဘောထားကိုမေးကြည့်ပါမယ်ကျွန်တော်တို့ရဲရတော့သူတို့ဆက်ရရှိဖိတ်ခေါ်ရသည်ရဲတပ်ဖွဲ့ဝင်စီကိုပြန်တော်တော့ပြောတဲ့အတွက်ပြည်သူလူထုကသူတို့တဲ့တစုံပြစီစဉ်ပေးဖို့လိုပါတယ်ပြည်သူလူထုစီစဉ်တဲ့စီစဉ်ကိုလိုက်ပါဖို့ဆန္ဒရှိပါသလားခင်ဗျာလိုက်ပါဆောင်ရွက်ဖို့ဆန္ဒရှိပါလားခင်ဗျာလိုက်ပါဖို့ဆန္ဒရှိပါလားခင်ဗျာโอเคအားလုံးကျေးဇူးပြုပါဗီဒီယိုโอเคကျွန်တော်ဒီကင်မရာသမားတွေဖဲပါနော်ကင်မရာသမားတွေဖဲလိုက်တော့ပါကင်မရာသမားတွေဖဲပါလိုက်မလို့ခိုင်းတယ်နော်ကျွန်တော်လည်းပိတ် အားလုံးလိုက်မလို့တော့ပါနဲ့နော်အခုချိန်ကနေစပြီးတော့ပြည်သူတွေလိုက်မလို့တော့နဲ့နော်
ပါတယ်ရှင်အခုချီတက်လာတဲ့တပိတ်ပတောင်ကတော့ကျောင်းသားသမဂ္ဂတွေနဲ့အလုပ်သမားသမဂ္ဂတွေဖြစ်ပါတယ်ရှင်အခုဆိုရင်ဒီတပိတ်စစ်ကြောင်းအားဆိုရင်ဘိုးမျိုးသမီးစေးရုံကြီးရှိကိုရောက်ရှိနေပါပြီရောက်ရှိနေပါပြီစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့အနေနဲ့လူလူလှုပ်ရှားချီတက်မှုတွေပြုလုပ်နေတာဟာဒီနေ့နဲ့ဆိုရင်9ရက်မြောက်နေ့ရှိပြီဖြစ်ပါတယ်ဒီနေ့ကတော့လုံခြုံရေးတွေကအကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ပေမဲ့ဒီနေ့မှာပြည်သူတွေဟာကြောက်လန့်မှုမရှိဘဲရဲဝံ့စွာဆက်လက်ချီတက်နေကြသေးဖြစ်ပါတယ်စစ်အာဏာရှင်ရန်တရားရပ်တန့်ရေးအတွက်ဝန်ထမ်းတွေရဲ့အလုံးမတက်ရေးလှုပ်ရှားမှုမှာပူးပေါင်းပါဝင်မှုတွေကလည်းတစ်ဖြည်းဖြည်းမှများလာတာကိုတွေ့ရပါတယ်။အဲ့ဒီလိုပဲပြည်သူတွေကလည်းဒီလိုဝန်ထမ်းတွေအလုံးမတက်ကြဘူးကိုစက်မှန်ပြီးတော့တောင်းဆိုနေကြပါတယ်။ပူးပေါင်းပါဝင်လာကြဖို့ပူးပေါင်းတောင်းဆိုနေကြတာကိုလည်းတွေ့ရမှာပါ။အခုဆိုရင်ကျွန်တော်တို့ဘိုးအမျိုးသမီးစေးရုံကြီးရှိရနေပြီးတော့စုတွေကိုဆက်လက်ချီတက်နေပါခင်ဗျာအခုဆိုရင်လမ်းဘေးဝဲရာပြည်သူတွေကလည်းအားပေးနေကြပါခင်ဗျာစစ်အာဏာရှင်စန့်ကျင်အမှတ်သားဖြစ်တဲ့လက်3ချောင်းထောင်တဲ့အမှတ်သားတွေပြတ်သားနေကြတာပါ
ဘဟိုလိုင်းတော့ရှောက်ကနေချီတက်ဦးလေးကိုချီတက်နေကြတာဟာဟုတ်ကဲ့ဟိုမင်းရဲ့ကြော်စွာလမ်းရှေ့မှာဆိုရင်စစ်ကြောင်းတစ်ခုချီတက်နေရအောင်တွေ့ရမှာပါရဲနဲ့လုံခြုံရေးတွေကဒီဆန္ဒပြမှုတွေကိုမြို့နယ်ချို့မှာထုတ်ပြမှုတွေရှိခဲ့ပေမဲ့ပြည်သူတွေရဲ့ဒီလူထုလှုပ်ရှားမှုတွေကအချိန်ရောကြမသွားဘဲနဲ့ကိုယ်မြင့်တက်လာတော့တွေ့ရမှာပါဘယ်လိုရင်ပြည်သူတွေကလည်းကားတွေနဲ့ချီတက်နေကြတော့တွေ့ရမှာပါနေသားသမားတွေလာတယ်ဟမ်နေသားသမားတွေလာတယ်ပြီးတော့ဟုတ်တော့
ဟုတ်ကဲ့ပါဒါကတော့ဒါ American တန်ယုံချက်ကိုရောက်ပါပြီဒါ American တန်ယုံချက်မှာဒီခုနကခြိတက်လာတဲ့ရဟန်းတန်ရတဲ့ပြည်သူတွေပူပေါင်းပါဝင်လာတဲ့ဒီတပိတ်စစ်ကြောင်းကနေပြီးတော့ American တန်ယုံချက်မှာဒါစုယုံဆန္ဒပြနေကြတာဖြစ်ပါတယ်ခင်ဗျာ
ဒါမျိုးဒီတူတွေလာကြိုတဲ့ကားတွေပါဒါတွေကမြို့တွေကဟောကမှာနော်ဟောတယ်ပြင်ရကမှာရေးရဆောင်နေတယ်နော် သင်္ကန်းလေးဘက်မှာရဲတွေအများကြီးတဲ့ပြန်လဲတစုတစည်းထက်ပြန်မရမှာအေးမတိကျမလို့ကနေလေရအေးအန်ဒီလေဟုတ်ကဲ့နော်ဒီလုံးကအဲ့ဆိုရင်မတော်လို့များရဲများဟိုကျမတို့ထပ်ပေါက်တစ်ခါပြန်ပိတ်လာပြီတဲ့အဲ့လည်းစဉ်းစားကြည့်ရလမ်းခေါ်လိုက်ဟောညာခေါ်လမ်းပြေးပြီးတယ်လေနော်အားလုံးပြန်ရင်တူပြန်လိုက်ပေါ့ခွဲမပြန်ကြနဲ့ပေါ့ဆိုတာကြီးဆက်သွားတာပါတော့ဟိုထဲတော့လဲလို့ရလားမရလားမသိဘူးဟိုမှာထပ်သွားလို့ထပ်သွားလိုက်ဒီတူကလည်းရိတ်ခါတွေလာပို့ကြတယ်စားစရာတောက်စရာတွေလက်ကွဲပဲလားမသိပါဘူးဟိုရှစ်ကတ်ရဲကိုဖမ်းတယ်ဆိုပြီးတော့ဒီတူရလိုက်လာတယ်နော်နောက်ကနေအဲ့ဒါဒီတူပြန်မဲ့လမ်းအနောက်ကရဲတွေကအများကြီးတစ်ခါထပ်ပိတ်ထားတယ်တဲ့ဒါလည်းစဉ်းစားစရာပါပဲနော်ခုဖောက်ပြီးဟိုလေးရေလေးရောဗျာသူများလူတာမလို့ပါဗျာဟုတ်တယ်ဒီမှာမင်းအောင်လိုက်ပုံစိုက်ကယ်နဲ့တက်နေကြအဲစစ်ခွေးတောင်းစားကြောင့်မြို့ထဲကလူတွေတင်ပို့ထားလို့မှလည်းလာကြိုကြတယ်မြို့ထဲကကားတွေကပြည်သူကိုတစ်ခါပြန်လာကြိုကြပါတယ်ဒါပေမဲ့
ပြည်သူတွေပြန်တဲ့လမ်းတလမ်းကဟိုဟာလေဘာတို့ဆိုလားဘာတို့အဝင်မှာလေရဲကားတွေတစ်ခါပြန်စောင့်နေတယ်တဲ့အဲ့မှာအများကြီးတဲ့ဘာတွေလဲတော့မသိပါဘူးဟဲ့အေးရဲကားနောက်မှာအများကြီးပဲကျွန်တော်လာကြည့်မိတော့မရှိဘူးဟမ် မကွန်မန့်မှာရဲ့အနောက်မှာရဲကားတွေတဲ့ပိတ်မိနေအောင်မနော်ကျမတို့လည်းကြားဖျားနေ ဟုတ်ဘူးဘယ်မှာကျွန်တော်ပြောတော့ ဒါပေမဲ့တလောက်ပြည်သူအများကြီးကိုနော် ကျွန်တော်တို့ဟိုမှတော့ကားတွေတော့ကားတော့တာထားတယ်ကျွန်တော်အကြမှုလာကြည့်တဲ့အချိန်ကြီးမေးနေတော့ဘယ်မှာသိသေးဘူး ဟုတ် ရှိသေးဘူးကျွန်တော်ကဒီကောင်ချက်တော့တက်မချက်ဘူး ဟာ ညာတော့ဘာဖြစ်ချက်တော့လဲဆို ဟုတ်တယ် ကျွန်တော်မချက်ဘူး ဟုတ်တယ် အဓိကကျွန်တော်တို့ကအဓိကမြို့ထက်အားပဲယူပါ တော့ မှာ ပြေးတဲ့လူပြေးတဲ့ရဲလေဘာလို့ပြေးတာလဲအမှဆိုမြို့ထဲမှာရှင်းရမှာလေနော် ဟုတ် ပြန်ရင်လည်းတစုတစည်းတက်ပြန်မရမှာ ဟုတ်တယ် ခွဲပြန်အဲ့ဒါထပ်ပါသွားအောင်မယ်တော်ထက်ခေါ်သွားတယ်ဆိုကြတဲ့ကဒါမရိုးလို့ပဲရေကရောက်လာဟုတ်လားโอเคโอเค ရောက်လာပေါ့ ရောက်ပြီရောက်ပြီဘာဘူးအကွာလက်ခလဲမှာခုနညီလေးနဲ့ကိုနဲ့စုံတဲ့နေရာမှာလေဘာဘူးအကွာအဲ့နေတော်လာပြီကွာအခုလက်ခလဲမှာနားမှာဘုရားဒီမှာလည်းအများကြီးရှိတယ်လူကြီးဟုတ်တယ်အဲ့ဒါအခုနညီလေးနဲ့ကိုနဲ့တွေ့တဲ့နေရာမှာရေကားရေရောက်ပြီလားဟယ်လိုရောက်ပြီဟုတ်လား အဲ့ပြောတာထုံးဆက်လာတာ လေဒီကတော့စုခွဲသွားနေတော့ဘာမှမထူးဘူး ဘိုးပြန်သူပြန်မရမှာအခါတက်ခံရအောင်မှာ ဒါဆိုမေးဖို့ခတ်မှာဆောင်း ဟုတ် တော်ကဖြစ်တစ်ချက်တော့ပေါ်ဆက်တယ် ဟုတ်ကဲ့ ဟုတ်တယ်ဒီတော့တိတိကိုတို့ညာတော့နေလို့ ကျွန်မခွန်မစ်ကောခေါ်ထားလိုက်နေ့6တုန်းဟောခွန်လေးလုံးတမရှိကိုခွန်ခွန် ကိုလေး ခွန် လုံး လေးလုံးတမရှိကိုခွန်ခွန် ရှေ့ကို ခွန်ခွန်ဟုတ်ကဲ့ ကိုလေးလုံးတော့ ဟုတ် ရှိ တယ်ဟုတ် တယ် တယ်ဟာအဲ့နေတော့အော်လို့လားဟုတ်ပြီဟုတ်ပြီ ကြိုကြည့်အဘဘာဖြစ်လဲ
လိုက်မယ်ပြန်မယ်ဟလား ဟုတ်ဒီဘက်သွားမလို့ ဟောထမသွားရဲဘူးသူတို့နဲ့နီးရနေမသွားရဲဘူး ဟောဟောလာပြီရော ဟယ်လိုအော်ဘာထူးလဲဆိုတော့ဟိုဖမ်းထားတဲ့ရဲတွေကတော့ပြန်လဲလာပြီပြောတယ်ကျမတို့ကအလဲမှာပဲလမ်းလဲမှာပဲပြန်လို့မရတာမဟုတ်ပြန်တစုတစည်းတဲ့ပြန်ချင်လို့အဲ့ဒါခွဲပြီးပြန်လို့ရှိရင်ဟိုထပ်ဖြစ်မှာဆိုလို့ဟုတ်ကဲ့ခုပြန်လိုက်မယ်နော်ဟုတ်ကဲ့ဟုတ်အကွာဘယ်သူလဲမသိဘူးဟုတ်ကဲ့ပါဟုတ်တယ်အမလေးထားခဲ့မယ်ဆိုလဲသူကမထားခဲ့ဘူးတဲ့ရဲ40တယောက်ပါလာမှပြန်မယ်တဲ့အဲ့ကျမတို့ကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဟိုကလေဒီခဏပို့ပြီးလို့ရလားဟုတ်လမ်းကြည့်လေနော်ဟုတ်ကဲ့ပါပြန်လဲပြီနော်ဟုတ်ကဲ့နောက်ဆက်တဲ့နေရာကိုတက်ပြီးမှလည်းနောက်ဆက်တဲ့နေရာကိုဒီမှာဒီအပေါ်ကခိုင်းတာလုပ်ရင်တော့မလို့တော့ပြုတ်ပါလမ်းရမှာရှိပါမလားဟုတ်အဲ့လိုကိုယ်ကလည်းပဲဒီမှာပြသွားမှာဘယ်တော့မှကိုယ်မပြောနိုင်အဲ့တော့အဲ့ဒီကိုဝင်ကြတယ်ဒီကားတယ်ဘာသာကြီးဘာမှမဖြစ်ဘူးဟုတ်ပြီလားဟုတ်ကဲ့ပြန်လဲနေပြီဟုတ်ကျမ်းမှာဒီကတော့ဟုတ်ကျေးဇူးပါမျိုးပြောကြတော့နေတော့မနေရဲတော့ပြန်လဲလာပြီလို့ပြောတယ်ဒါပေမဲ့နောက်ကလည်းရဲကလည်းထပ်လိုက်လာတယ်ပြောတယ်။ဘာလဲမသိပါဘူး